တတိတော်နှင့်ဆုတောင်းခြင်းတစ္ဆာလက်ရာလက်ဖြင့်ထောက်ပံ့သောဖျားဧရှာယအနာဂတ်ကျမ်းအခန်းကြီး41အငယ်30မစိုးရိမ်နှင့်ငါသည်တင်းဘက်မှရှိ၏ကြောက်နှင့်တင်းဤဖျားသခင်ငါသည်တင့်ကိုခိုင်ခန့်စေမည်တင့်ကိုစောင့်မှမည်ငါတစ္ဆာလက်ရာလက်ဖြင့်ထောက်ပံ့မည်အာမင်ဆုတောင်းကြပါစို့ကျွန်ုပ်တို့နှင့်အတူရှိတော်မူသောဘုရားရှင်ကြောက်ရွံ့မှုစိုးရိမ်ပူပန်မှုအားငယ်မှုတို့၏အလယ်၌ကိုရော၏အတူရှိတော်မူခြင်းကိုခံစားသိရှိစေတော်မူပါအဖာအားနည်းသောအချိန်၌ကိုရော၏ခွန်အားပေးခြင်းနှင့်ကူညီမဆာခြင်းကိုထင်ရှားစွာမြင်တွေ့စေတော်မူပါ။အိုးအဖကိုရောဤသစ္စာလေးရာလက်တော်သည်ကျွန်ုပ်တို့အားမြဲမြံစွာကင်ထားကြောင်းကိုယုံကြည်ကိုးစားနိုင်သောစိတ်နှလုံးကိုပေးသနာတော်မူပါ။လူတော်ကိုဝန်ခံလျက်သခင်ယေရှုနာမ၌ဆုတောင်းပါ၏။အာမင်။